สวัสดีค่ะทุกคนเรามาถึงสุดท้ายแล้วนะนอกสองใบของเราแล้วบีปฐมสองตะคู่กะผอพึ่งဆိုတာပြားကိုပြောတာအဲ့တော့သူရေးတဲ့ပုံစံကကြတော့အလေမှာ W ရဲ့အလေကတော့ဝက်ပဲပါတယ်ဗောနော်ပြီးတော့အလုံးလေးကလည်းအထဲမှာအဲ့တော့ပြားမွေးမြူရေးခြံမှာရှိတဲ့ပြားလေးတွေကသူတို့ရဲ့ဒီတက်တာအိမ်လေးထဲမှာပြားရည်လောက်တာတော့ဝက်ပဲပြီးသေးတယ်ဖောဖာဆိုရင်အဖုံးကိုပြောတာရင်းနှီးကဖောพึ่งနဲ့အတူတူပဲအဲ့မှာသူကအတက်ရှိလေးထပ်ပြီးတော့ပါလာတယ်အဲ့တော့ဘာမှမလဲဆိုရင်ခုနကအဲ့ပြားမွေးမြူရေးခြံမှာစုပြီးသားပြားရည်လေသူများခိုးမှဆိုလို့ဖောဖာဆိုတဲ့အပေါ်ကနေအဖုံးလေးနဲ့အုပ်ထားတယ်အဲ့လိုမှတ်လိုက်မယ်နောက်တစ်ခုကျတော့ဖောဖန်ဆိုတာဘန်းကိုပြောတာနောက်တစ်ခါလူပွဲပစ္စည်းတင်တဲ့ကလပ်ပေါ့နော်အဲ့လိုမျိုးလဲမှတ်လို့ရတယ်အဲ့တော့သူက W ကိုအညီရေးတယ်အဲ့တော့အဲ့လိုညီနေမှပဲအပေါ်ကနေပစ္စည်းတင်လို့ရမှာအဲကြောင့်မို့လို့ဖော်ဖန်ဆိုရင်သူကအကုန်လုံးညီတယ်အပေါ်ကနေပစ္စည်းတင်လို့ရအောင်လို့နောက်တစ်ခုကျတော့ for fun ကကျတော့တွားကိုပြောတာအဲ့တော့သူကျတော့လေဖော်ဖန်နဲ့ရေးတာအတူတူပဲဒါပေမဲ့ပါလေးပါလာလဲဆိုရင်အတက်ကလေးရှိလေးထပ်ပါလာတယ်အဲ့တော့တွားညီလေးလိုချင်ပေမဲ့အဆွဲလေးထွက်နေရပေါ့နော်အဲ့လိုမှတ်လိုက်မယ်နောက်ဆုံးတစ်ခုကျတော့လော့ဂျူလာဆိုတာစွန်ကိုပြောတာအဲ့တော့ဒီမှာဆိုရင်ခုနကတော့ဖော်ဖန်အဲ့ဒီရဲ့ဒီဘန်းလေးရဲ့အပေါ်မှာအမီးရှိလေးထည့်ပြီးတော့ဒီလိုထပ်ပြီးတော့ဖဲကျိုးလေးလိုမျိုးပြောင်းဝိုက်သွားသေးတယ်ဆိုရင်ကျတော့သူ့ကိုကျတော့စွန်လေးလို့မှတ်မယ်ပေါ့နော်စွန်လွတ်နေတယ်လို့မှတ်လိုက်မယ်Bye bye